နံလောနာမသောတုစနောမေဗန္တိသာနာတကတိလာမဟာဓမ္မစရိယဘုံမိယံဒုတိယတံဝဆရေဝေစီတပရိယတိသာနာတကတိလာယမန္တလေးနဂရေယံမေဘောဇာဟောတိကတမေဟိအင်္ဂေဟိဓမ္မနာကတတဓနိတပရိတေစေဝသုတ္တပရိတေသာသဗလံဟောတိပေဇဝန္တန္တိအာရဝဒအာဝလောဓနိတပရိတတအင်္ဂရစေဝသုတ္တပရိတတအင်္ဂရသာပုဇ္ဇတိအဟံပရမံဓနိတပရိတတအင်္ဂံဘဝကပိဤအင်္ဂေသမဏဗတတဗဏိတပရိတတသဗ္ဗလဟောတိဒေသဝန္တကရမေဟိတိပရိဒဘာနမေနအာစရိယတတန်တိကေပရိဒတအထင်္စပြဇနေသပရိသောရိကဝသောတုဟုတ်ဝေဟိတံဗရမေသနာနိအာဟာကေတဝပရိပုံတံဟုတ်ဝေဟိတံမေတ္တံပုရိသာရိကကတဝပဏိတံဣမေကောအောသောတိဣမေသမနာကတတပဏိတပရိဒံသဗ္ဗလဟောတိဒေသဝန္တံဣရာနိကနာသုတ္တပရိတတအင်္ဂံဘောဂာမိဤဧကေသမနာကတတဗဏိတပရိတံသဗ္ဗလံဟောတိသုတ္တပရိတံသဗ္ဗလံဟောတိဒေသဝန္တံကတမေဟိတိယောပရိဒဓမ္မေသုနာတိဒေနပစ္စာနရိယကမ္မနာဝိတေကမိတကံနိယတမေဇာဒေတိကေနနာဘဝိတကံပရိဒအနုဘာဝတရဟိတဟောတိဣမေကောအာဟုသောတိဣမေသမနာကတတသုတ္တပရိဒံသဗ္ဗလံဟောတိဒေသဝန္တံဒီလိုပရိနာသူတွေပြည့်စုံရမယ့်အင်္ဂါနဲ့ပရိယုတ်တဲ့ပုဂ္ဂိုလ်တွေပြည့်စုံရမယ့်အင်္ဂါတွေဖြစ်ပါတယ်ဗျာပြည့်ယုတ်တဲ့ပုဂ္ဂိုလ်တွေကအင်္ဂါ၃ချက်နဲ့ပြည့်စုံရမှာပြည့်စုံလို့ပရိနာယူတဲ့ပုဂ္ဂိုလ်တွေကလည်းအင်္ဂါ၃ချက်ပြည့်စုံရမှာဖြစ်ပါတယ်ဗျာဒီမှာတဲ့ပုဂ္ဂိုလ်တွေကသမာဓိနဲ့ဆရာသမားရဲ့အခါမှာပြည့်ရဲ့အနေနဲ့တွေကိုသိအောင်ပြည့်ရဲ့ရုပ်ပုံရုပ်နည်းကိုသိအောင်ပထမဆုံးအနေနဲ့ကောင်းအောင်ဆိုသိရမှာဖြစ်ပါတယ်ဗျာဒုတိယတစ်ချက်အနေနဲ့အနေနဲ့ပြတ်မသွားအောင်တန်မြဲတန်တို့တန်ရှင်းတန်အကျော်အပေါ်တွေကိုတိတိကျကျပြည့်ပြည့်စုံစုံကြက်မှတ်ထားရမှာဖြစ်ပါတယ်ဗျာနောက်ဆုံးအင်္ဂါတစ်ချက်အနေနဲ့မြေရုပ်တဲ့ပုဂ္ဂိုလ်တွေကလက်လာပါကိုပြောလို့ယူရတယ်မေတ္တာစိတ်ထားပြီးမေတ္တာစိတ်ရှင်းရှင်းပြီးတော့ပြောဆိုရမှာဖြစ်ပါတယ်ဗျာဒါကမြေရုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့ပြည့်စုံရမယ့်အင်္ဂါမြေရုပ်တဲ့ပုဂ္ဂိုလ်တွေပြင်မကောက်ပါဗျာတရားဟောပုဂ္ဂိုလ်တွေလည်းဒီအင်္ဂါတွေပြည့်စုံလိုအပ်တာဖြစ်ပါတယ်ဗျာမေတ္တာရှင်းစားထားဖို့လိုအပ်တာဖြစ်ပါတယ်ဗျာနောက်ပြီးတော့ဘေးနာလူတွေပြည့်စုံရမယ့်အင်္ဂါကသုံးချက်ဘေးနာလူတွေလည်းမှာကာပဲနဲ့တရားနာတဲ့သူတွေပါပြည့်စုံမှာဖြစ်ပါတယ်ဗျာသူတို့ကဘာတွေလဲဆိုတော့သူတို့ကအာဝရဏဆိုရအနောက်အရှက်အခမ်းအနားတွေကျင်းရမှာဖြစ်ပါတယ်ဗျာအာဝရဏအနောက်အရှက်၃ခုရှိနေလို့ရှိရင်ပရိက္ခအစွမ်းမထက်နိုင်ကမ္မဝရဏရဲ့ကိလေသာဝရဏရဲ့ဒိဋ္ဌာဝရဏရဲ့ကမ္မဝရဏဆိုတာကတော့မျက်စာနဲ့တရားကကျူးလွန်တာရဲ့မျက်စာနဲ့တရားကအကုသိုလ်ကအားကြီးလွန်းတဲ့အတွက်သူကယခုမျက်မှောက်သွားမှာပဲသူကအကုသိုလ်ကအကျိုးပေးမှာဖြစ်တဲ့အတွက်ပေးကအစွမ်းမထက်အစွမ်းမထက်ဘူးဆိုရင်အကျိုးမပေးရတော့မဟုတ်ဘူးပေါ့ဗျာကံကပေးတာအားကြီးတဲ့ကံကပေးတာဇာတတမေကိုဥပမာပေးမယ်ဇာတတမေကသာမညပရသုတ်နာပြီးသူကသောတာပန်တရားပါဒါနဲ့သူကပိတုကာရကကံကိုကျူးလွန်ထားတဲ့အတွက်သောတာပန်ပဲနဲ့သောတာပန်မဖြစ်ဘူးပေါ့သောတာပန်ဖြစ်မကံဘူးအမှပိတုကာပုရိကာရကကံပိတ်တာဒါပေမဲ့အဲ့ဒီသာမညပရသုတ်နာတဲ့အကျိုးကမရှိဘူးလားဆိုတော့မဟုတ်ရှိတယ်။နောက်တစ်ချိန်ဆိုရင်သူကဝိသိတောင်ဒီဆိုတဲ့ပစ္စေကဘုရားဖြစ်ရမှာပဲ။အဲဒါကြောင့်ပစ္စာနံရိယကကျူးလွန်ထားပြီမဲ့ပြိမနာရဘူးတော့မဟုတ်ဘူးတရားကုသိုလ်ကတော့လောက်တော့လောက်ရမှာပဲလောကမှာတချို့ဆိုရင်ကုသိုလ်တွေလုပ်တယ်ကအကုသိုလ်တွေအကျိုးပေးတာရှိတာပေါ့အကုသိုလ်ဆိုတဲ့အကုသိုလ်ကံတွေကပိတ်လောင်ထားတယ်ဒီယခုပြုလုပ်နေတဲ့တရားဟောတဲ့သောတာကောင်းမှုတွေကအကျိုးမပေးနိုင်နေတာဖြစ်တယ်အဲဒီတော့ကံတွေကအာကြီးတဲ့ဟာကုသိုလ်တွေကပိတ်ထားလို့ဒီကိုတော့ကုသိုလ်ကောင်းမှုဘယ်တော့ပဲလုပ်နေမကောင်းတဲ့အကျိုးတွေများတော့ခံစားရတယ်ကံ
နေလာနေစာလေးတွေပဲပုံတယ်အဲဒီလိုလည်းအဲ့မှာပေးသွားတယ်နံပါတ်3ဒိဋ္ဌဝရဏအမြင်မှားမှုတွေကပြိတ်လောက်တာအဟံတာတာပေးဆိုတာရွတ်တာပဲရွတ်တာရွတ်ပဲရတယ်ရွတ်တာဘာမှရုပ်မရှိဘူးဆိုတဲ့အမြင်တွေမှန်ပေးဆိုတာသစ္စာတွေပြစ်တာတွေကျန်တာ၃ပါးရဲ့ပုံတော်တွေပွားများတယ်တရားတရားတွေအဲ့ဒီတရားတရားတွေကပုဒ်တတ်မှာကိန်းလာလို့မြင်တာအမှုတွေပေါ်နေနိုင်တာအဲ့ဒါကိန်းတာပြောတာပါဗျာဒါတော့ဘယ်ရုပ်တွေပြည့်စုံတာမနေကတော့ကျတဲ့ပြိဋ္ဌာတွေပြည့်စုံရမယ်နေတာ၃ချက်ဖြစ်ပါတယ်ဗျာ နုမောဒာယအာယတမနောဝိ